လူငယ်ရဲ့နှစ်ပေါင်းတစ်ထောင်ကျော်ပကံခိတ်ကလေးတာစတင်ခဲ့တဲ့အတားတချံတချံနဲ့အတူဖူးခွင်းခဲ့တဲ့အချစ်ပန်းတွေပစ္စာတရားဟာတချံနဲ့အတူတွဲလို့ပကံမှသည့်အင်းဝကုန်းပေါင်1900ရာစုထိအရာစုနှစ်များစွာဖျက်ဆီးလာခဲ့ပါတယ်။ဗတောက်ရနဲ့အသင်းနဲ့ချစ်ချင်းဟာကိုလိုနီခေတ်မှာလည်းမွေးပြန့်နေစေနှစ်ပေါင်းများစွာကအတာအသကျန်းဟာအေးချမ်းတဲ့ယဉ်ကျေးမှုအနှစ်သာရတွေနဲ့ပြည့်နှက်ခဲ့ပါတယ်။အခု21ရာစုခေတ်မီသေးတံတွေပို့ပြီးသက်ဝင်လှုပ်ရှားလာတဲ့တချမ်းအချစ်တွေကလည်းတချမ်းနဲ့အတူခရီးနှင်နေစေ။